လေးနိုးမှလည်းကြောက်ရတယ် ဒီနေ့ဘာလို့မေချင်းရိုက်စင်ထရအင်တာထဲမှာမိတ်ခက်လေးရတာလဲဆိုတော့သမီးပြောပြမယ်ပြီးခဲ့တဲ့16ရက်နေ့တုန်းကသမီးတလပြည့်လို့ဆရာဝန်တော့ပြရတယ်ပေါ့နော်စောင်းလိုက်ရတာလေကြာကြီးပဲနိုးတော့လိုက်အိတ်လိုက်နိုးလိုက်ငုံလိုက်နဲ့နှစ်နာရီလောက်တော့မှကြာသွားတယ်ပေါ့နော်အမှန်ကသမီးအလက်က10နာရီကလေးရောက်တာဒါမဲ့အချိန်မှာသမီးကငုံနေတော့လေမေလည်းဟိုးတောင်းမှသမီးကိုတွားပြီးတော့အငုံတိတ်နေနဲ့သမီးနာမည်ခေါ်ရမကြားလိုက်ရဘူးအဲကြောင့်မလို့စတစ်ခွဲတီးဆောင်လိုက်ရတယ်စောင်းနေတဲ့ချိန်မှာပဲကန်ကောင်းလို့မေဖုန်းဝင်လာတယ်ပေါ့နော်ဘန်ကောက်လက်စညဆိုင်ကကြော်ညာရိုက်ချင်လို့တဲ့အဲ့ဒါနဲ့အတော်ပဲလမ်းကြုံတော့မေလည်းကြော်ညာလက်ခံလိုက်တယ်ဒါမဲ့အဖြစ်ကကြတော့အရက်မမေကအလားပြင်းမသွားဘူးမျက်နှာပြောင်ရင်းနဲ့ဆိုတော့သမီးကိုဖွားနာအချလိုက်တယ်ပေါ့နော်ကန်ကောင်းလို့အဲ့ချိန်သမီးကအိပ်ပြုံးနေတာမေလည်းအပြေးအလွားနဲ့နှကန်းကြီးနဲ့ကုရှင်လေးဝယ်ပြီးတော့အင်တာထဲမှာအလှမြန်တော့တင်ရတာပေါ့နော် ကလေးနိုးမှလည်းကြောက်ရတယ် သမီးကတော့အရင်ရှိချင်တာပဲဒါမဲ့အချင်းအောင်ဆောင်ထားပေးလိုက်တယ်အပွားကျတော့ကော်ဖီဆိုင်မှာထိုင်ဆောင်နေတာသမီးနိုးမှဆိုလို့တဲ့ထိုင်တော့မထိုင်ရဘူးမတ်တက်ကြီးရက်ပြီးတော့လှုပ်သွားလှုပ်လာနေကဲမေလည်းအလှပြင်ပြီးသွားပြီဆိုတော့ချွန်ညာမြင်ရိုက်ပြီးတော့သမီးစီကိုအမြန်ဆုံးကြီးလာတယ်ပေါ့နော်သမီးနိုးမှဆိုလို့ဆိုပြီးဒါပေမဲ့သမီးကအိတ်ကျော်လို့ကောင်းတုံး အခုရိုက်ပြီးသွားပြီ ไปถ่ายรูปหน้าร้านไหม น่ารักไหน ไม่ อ๋อวันนี้หนูมารีวิว ไปถ่ายเหรอ ปกติ ก็ดีมาจะถ่ายอยู่ตรงหน้าร้าน เสียงโต๊ะหนาเสียเก่งว่าอย่างนี้ ใช่นะใจเต้นตึกๆจะร้องไห้ตรงไหน ลูกจะร้องเหรอ หรือว่าแม่จะร้อง จะร้องนะ จะตื่นแล้วแหละ2 รอบแล้ว เจ็บมือไหมแม่ไม่พักอ่ะไม่กินข้าวกินอะไรก่อน ภารกิจเสร็จสิ้นโปรเจกต์ပြီးသွားပြီဒီနေ့တော့ หนูมาหาหมอค่ะฝากหนูมารีวิวถูกตามเลย အဲ့ဒါနဲ့နောက်ဆုံးတော့ဖိဖိကသမီးမပြန်ခင်မော်ဒယ်လေးတစ်ဖြတ်တော့လောက်ခိုင်းလိုက်တယ်ပေါ့နော်သမီးအခုထိမော်ဒယ်ခတောင်မရသေးဘူးပြောပြအောင်မယ်ကိုမမတို့သမီးမော်ဒယ်ခတောင်ပြုံးနော်သမီးအဲ့လောက်ထိလိမ်မာပြီးတော့အေးစစ်စစ်လေးအိပ်ပျော်ပြီးနေတာအဖေအမေအလောက်ကောင်းလေးလောက်ခိုင်းပါစီဆိုပြီးတော့လေကျွန်တော်လည်းရိုက်ပြီးသွားပြီဆိုတော့သမီးနူးလိုက်အောင်မယ်နော်အိတ်တာချာတော့ညောင်းလာပြီဒီဗီဒီယိုတော့ဒီလောက်ပါပဲ share နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်သမီးน้องน้ำมนต์လေးကိုချစ်ခင်အားပေးကြပါအောင်နော်ကျေးဇူးများတင်ပါတယ်ရှင်ဘိုင်ဘိုင်